ရည်စရာတော့ကျွန်တော်မနေ့ကတော့ကျွန်တော်ပြောရင်းနဲ့တောခွေးပြီပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တော့ကျွန်တော်တန်ငယ်ချင်းတွေဝိုင်းပြောရောင်းနေမင်းဓာတ်တဲ့ခေါင်းနဲ့နာမည်လေးနည်းနည်းပါမစင်စားတော့ဘူးလားခွာဆိုတော့ဟုတ်တယ်ကျွန်တော်လည်းတိတ်ရမစင်စားတော့ဘူးဗျကျွန်တော်စိတ်ကူးတဲ့ဗဇတ်တော့အောင်ဗျာဒီပြန်ပြောလို့ရဒါပေမဲ့အဲ့ဒါခေါင်းထဲမှာအနေနဲ့ဝင်သွားလို့ကျွန်တော်လည်းပြောလိုက်တာတောခွေးပြဆိုတော့ကိုလူတွေတောခွေးပြအောင်ပြောလို့ဆိုတော့နင်တို့စိတ်တော့ဆိုးတဲ့လူတွေစိတ်ဆိုးတော့မဟုတ်ပါဘူးကျွန်တော်ဝိုင်းပြောကြတယ်လို့ရှိတယ်ဟုတ်အဲ့တော့အခုဒီနေ့ဆက်ပြီးပြောကြတာကတော့ဒီကျွန်တော်ဒီပြင်ဒါပေါ့ဘာလို့ reaction တွေပါတော့ကျွန်တော်သိပြီးတော့မပြောတော့ဘူးဗျအဲ့ဒါကြောင့်လို့ကျွန်တော် reaction လုပ်ရင်လည်းပဲကောင်းမှာမဟုတ်အဲ့တော့တခုတော့ပြောပြနော်အဲ့တော့နိုင်ငံတွင်းမှာဖြစ်နေတဲ့ပြဿနာတွေအားလုံးကနော်ဒီစစ်စင်ရေးတခုကဘာနဲ့သွားတူလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ဟိုခစ်တုန်းကပေါ့ဗျာရှေ့ခစ်တုန်းကပေါ့နော်အဲ့တုန်းကမြို့တစ်မြို့ဝိုင်းနေဗျာဝိုင်းလို့ဆိုရှင်တော့အဲ့မြို့ကြီးဝိုင်းနေဝိုင်းမြို့ရှင်အဲ့ထဲကိုဆွမ်းနိုင်ခါမရအောင်လုပ်တယ်နော်ဆွမ်းနိုင်ခါမရအောင်လုပ်ပြီးအဲ့မြို့ကြီးတဲ့ကိုနော်ဘာခေါ်လေတွေမြားတွေနဲ့မီးတွေနဲ့ပြစ်တယ်နော်ရောကာလူတွေမခံနိုင်ကြတော့အဲ့တော့နောက်ဆုံးကျတော့ဒီခုခံနေတဲ့ဘယုံပြောတယ်မင်းခုခံမနေပါနဲ့တော့ကွာအလကားပါပဲနော်အဲ့တော့ငါတို့အရှုံးပြလိုက်ကြအောင်နော်လူတွေကတောင်းဆိုတော့ဘယင်ကလည်းမရဘူးငါတို့ချမယ်ပေါ့အဲ့တော့ဒီစိတ်တက်ပြပြောင်းမှုလုပ်တာအဲ့နှစ်ဖက်လုပ်တာနော်အခုကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးကိုသူကစိတ်တက်ပြပြောင်းလုပ်တယ်နော်စိတ်တက်ပြပြောင်းဘာလုပ်လဲဆိုရင်လူတို့ကနောက်ဆုံးမခံနိုင်တော့ပါဘူးဆိုတဲ့အခြေအနေရောက်လို့တာဒါနိုင်ငံကြီးကိုခြီးပြလို့တာနော်ဟိုကကျွန်တော်မြို့ပြနိုင်ငံလေးတစ်ခုလောက်ကိုပြောတာနော်ဒါကနိုင်ငံကြီးတစ်ခုလုံးခြီးပြလို့တာအဲ့တော့ဘာလို့လဲဟာလားဒီဘုံတွေကျဲတယ်နော်အကားတဲ့ရွာတွေမီးရှို့တယ်လူတွေကိုတတ်တယ်နော်ကလေးလူကြီးမကြံဖမ်းတယ်နော်စစ်ကြောရေးပို့တယ်အကုန်လုပ်တယ်အဲ့လိုလုပ်တဲ့ခါကျတော့လူကခန်းအခုတခါဘာလို့လဲလိုက်စင်မဲ့ကားဆိုပြီးဟာလားဖမ်းတယ်အကုန်လျှောက်လုပ်တယ်နော်ပြီးဟိုဘက်မှာတစ်ဖက်မှာဘာပြထားလဲဆိုလို့ရှိရင်နော်ငါတို့ကပညာရေးကိုဘယ်လိုစိုးရင်းပြောလို့ပေါ့ဗျာ2 billion လောက်တခါတည်းသူကခါတဲ့ထောက်ပံ့တယ်လူဒန်းတယ်စသဖြင့်နိုင်ငံတော်ဘက်ဂျက်တွေနဲ့လုပ်တယ်အပြတွေအကုန်လုပ်တယ်နော်တကယ်အရေးကြီးနေတဲ့ပြန်လဲထူထောင်ရေးတွေဘာလို့ညာလဲစတဲ့အားတွေပါသူမသုံးနော်ဘာလို့အဲ့လူတွေသုံးရင်အဲ့လူတွေကပျော်ရွှင်သွားလို့ဆိုရှင်သူ့အတွက်ပြဿနာရှိတယ်သူလူတွေမပျော်ရွှင်အောင်ထားလူတွေစိတ်ညစ်လူတွေတကရောက်နောက်ဆုံးမကန်နိုင်တော့လွန်းလို့အောင်ခါရတော့ထားမှာအဲ့ဒါကသူတို့ရဲ့စိတ်ဓာတ်စစ်စင်နဲ့ပတ်သက်ပြီးတော့လုပ်တာဒါရိုးပါတယ်ရှေးတုန်းကလုပ်တာတိတ်တော့မထိမရောက်ဘူးလို့မထင်ကြနဲ့တော့တော်တော်လေးတော့ထိရောက်တာနော်ကျွန်တော်ကြည့်တယ်နော်ဒါကျွန်တော်ရှိလဲတရင်ပို့တာတို့ကျွန်တော်ရှိလဲပုံလေးတွေပို့ပေးတာတို့ဘာလို့ညာတို့ကျွန်တော်ကျေးဇူးတင်နော်တချို့ခလေးတွေကတမန်သွားလာနေနိုင်တယ်လို့အထူးသဖြင့်ပေါ့ဒီမိန်းကလေးတွေတော်တော်များများကတမန်အဖြစ်သွားလာနေနိုင်တယ်တော့သူတို့ကကိုယူကာရလေးတွေပြနော်အဲ့တော့လူရလဲဒါအေးဆေးပါပဲပေါ့အေးဆေးပါပဲဆိုတာဖြစ်တယ်အေးဆေးပါပဲဆိုတာကိုဘလူတွေကသုံးပြီးတယ်လဲဆိုရင်ဘုံမအုပ်စုတွေကနေသုံးပြီးနော်ဒါအေးဆေးပါဘာဖြစ်ပါဘူးသူတို့ပြောနေအလကားပဲနော်အဲ့ကျော်စိုးဦးတို့ကျော်မင်းမင်းတို့ဘာလို့ကဝိုင်းပြောကြလူတွေကလည်းဟုတ်တာပေါ့ငါတို့မြို့မှာဘာမှဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့တနိုင်ငံလုံးတိုင်းတာနဲ့နော်နှစ်ပေါင်းများစွာကျွန်ဖြစ်လာခဲ့တဲ့ဘဝမှာနော်တစ်ခါကျရင်အနေသားကြတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်သုံးချင်တယ်ဗျာဒါကတော့ခဏလေးပြောတာနော်အနေသားကြတယ်ဆိုတာဘာလဲလားအဲ့ပုံမှာအသားကြနေတော့အဲ့တိုင်းပဲသွားနေကြထပ်တိုးတက်ဖို့ထပ်ပြီးလှုပ်ဖို့အတွက်ကိုနော်မှီတဲ့အင်အားတွေးခေါ်နိုင်တဲ့အင်အားနည်းသေးတယ်အဲ့တော့အခုကျွန်တော်နည်းလေးပြောချင်တဲ့ခါပါလာတယ်အဲ့ဒီမှာကျွန်တော်စမ်းသပ်ကြည့်ကျွန်တော်နဲ့နီးစပ်တဲ့အထက်မှာလည်းပါတဲ့အတွက်နီးစပ်တဲ့အထက်မှာနော်အမေရိကန်မှာနော်ကျွန်တော်
တချို့ပုဂ္ဂိုလ်များကိုကျွန်တော်ကြည့်ရဆိုလေသူတို့နဲ့စကားပြောဆိုကြည့်တယ်အင်မတန်ရိုးဆွဲတာနော်တက်မလို့ဒါလင်းနော်တက်မလို့ဆိုတာဒီဘယ်ပဲပြည့်ပဲနော်ဒီစစ်တပ်ဒါလင်းနော်တိုင်းပြည်ကိုထူထောင်နိုင်မယ်တိုင်းပြည်ကိုထိန်းသိမ်းနိုင်မယ်နော်ဒီတိုင်းသားလို့ပြောတဲ့နော်ကျွန်တော်တို့ရခိုင်လူမျိုးတယောက်ဆိုရင်ထွတ်မြတ်နေမှာတော်တော်မဟုတ်တာဗျသူကရခိုင်ပဲဒါမှလည်းဒီကောင်လည်းခါကောင်လေကေဘိုးကြီးဟောက်တယောက်ဆိုရင်ဒါအရင်တော့ခင်စစ်တပ်ကနော်တော့ဘာပြောလဲဆိုရင်ဒီကင်းတွေဘယ်တော့တိုက်နိုင်မှာမဟုတ်ပါဘူးဗျသူတို့မှအဲ့ဒီရိုက်သွင်းထားတဲ့ဥစ္စာတွေကတပုံရင်းရှိတယ်ကျွန်တော်တို့အမျိုးမျိုးဒီကနေပြီးတော့ဒီလိုဖြစ်ပါတယ်ဟိုလိုဖြစ်ပါတယ်မရဘူးနော်ကျွန်တော်သူတို့ပြောတဲ့စကားတွေပြောတာနော်သူကနော်ဇာလန်စကီနဲ့ပြူတင်ဆိုရင်ပြူတင်နိုင်စေချင်တယ်ဇာလန်စကီကိုသူကအမြင်ကတ်တယ်နော်တရုတ်ပြည်မှာတရုတ်နဲ့အမေရိကန်ဖြစ်ဆိုရှင်သူတို့ကလည်းအမေရိကန်မှာနေတာတော့အမေရိကန်ရှုံးစေချင်တယ်တရုတ်ကိုနိုင်စေချင်နော်သူတို့ရဲ့အစိတ်ထားတွေကဘယ်လို့မှပြင်လို့မရဒါဒီမှာရှိတဲ့လူနော်ဒီမိုကရေစီကိုလည်းမြင်နေရတယ်နော်သူတို့ကိုယ်တိုင်လည်းဒီမှာပတ်စံရှိနေတယ်နော်အဲ့လူမျိုးတွေပြောတာဘုံမာပြီမှာအဲ့လိုရိုက်သွင်းတာတွေဘယ်တော့များလဲဒါကြောင့်မလို့ခုတည်းနော်ခုခံနဲ့ကာကွယ်တယ်နော်တိုင်းပြည်အတွက်နော်မျိုးချစ်တို့မဘာသာတို့ရှိနေတာပေါ့နော်ရှိမှာပဲဘာလို့ရိုက်သွင်းထားတာကတိတ်များသွားပြီနှစ်ပေါင်းများတယ်သွင်းထားတာအဲ့ဒါကိုခြေပြတ်ဖို့ဆိုကျွန်တော်တို့ကလွယ်လေးနဲ့မင်းတို့ဟေ့ဒါဒီလိုမဟုတ်ဒါဒီလိုကွာဒီမိုကရေစီကွာဒါပါကွာလို့ပြောလို့တော့မရအဲ့တော့ဘယ်လိုပြောခွင့်မကောက်ကြည်တော်ကြီးကြာကြီးဆိုတာလို့တော့မရကြည့်လိုက်တယ်သူကပြန်ကောက်မှာပဲတခါကြရတော်လိုင်းရေးဆိုတာကပြောရရက်စက်တယ်ဗျတော်လိုင်းရေးဆိုတာလေနော်ကိုရဲ့ရန်ကိုတော့ကညတာထောက်ထားလို့တော့သိမရဘူးလို့ကျွန်တော်ယူဆရှိကျွန်တော်ယူဆနော်တော့ဒေါ်စင်မောင်ပြောသွားတယ်ဟာလားဒီအင်တာဗျူးမှာ BBC အင်တာဗျူးမှာပြောသွားတဲ့ဟာတွေကျွန်တော်ကျွန်တော်နားလဲပါသဘောလဲတူပါတယ်နော်တော်တော်များများလို့ရမယ့်ဟာတွေအများကြီးရှိနော်ဘုရားဘောပြောသွားတာလဲကျွန်တော်အနားထောင်ပါတယ်ကြည့်ပါတယ်ဟုတ်တယ်နော်အများကြီးကျွန်တော်ကလို့ကြံတာတွေရှိနော်အဲ့ဒါတွေကစစ်အာဏာရှင်စနစ်မကြမဆုံးမချင်းကျွန်တော်ဘာမှလုပ်လို့မရဘူးသူများနိုင်ငံလည်းအခုလို့မရဘူးဗျာဒါပေမဲ့အထောက်အကူတွေတော့ရတာပေါ့ဗျာဥပမာဖြင့်ILOကဆုံးဖြတ်ချက်တို့စီမံချက်တွေအထောက်အကူတွေတော့ရတာပေါ့ဒါပေမဲ့ဘယ်နိုင်ငံမှသူ့ရဲ့အကျိုးစီးပွားဘက်ကိုလုပ်လို့ကြတယ်ဗျာနော် ICC ကိုသမ္မတထရန့်ကဒီတရားသူကြီးလျက်ကိုရေးမယ်လို့လောက်မှာပဲသူ့အကျိုးစီးပွားထိသွားရင်မရဘူးအဲ့တော့အကျိုးစီးပွားထိတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုရင်အင်အားရှိတဲ့လူကတော့ဟုတ်တာပေါ့ငါအကျိုးစီးပွားရှိရင်မင်းငါဘယ်လိုလုပ်လိုက်မလဲဆိုတာကျွန်တော်တို့နိုင်ငံမျိုးကျတော့ဘယ်လိုသားလုပ်မလဲနော်ကျွန်တော်တို့ပြည်သူလူထုကြဘယ်လိုသားလုပ်မလဲဒါကြောင့်မလို့ကျွန်တော်ကနော်ဒီနေရာမှာနော်ဒီနေ့ကြီးကျယ်ပြောတာမဟုတ်ဘူးနော်အားလုံးနှိုးကြပါဘုံမကြီးများရှိရပြီနော်နိုးကြနိုင်တဲ့လူတွေနိုးကြပါနော်မန္တလေးမှာပြူစောတိတွေကအကြီးဆုံးနေမန္တလေးသားတွေဘာလုပ်နေလဲငိန်ခမ်းနေလားခမ်းနေရန်ကုန်မှာဘာဖြစ်တယ်ညာဖြစ်တယ်ရန်ကုန်မှာရန်ကုန်သားတွေငိန်ခမ်းနေလားခမ်းနေရဲ့နော်ပြီးရင်ငက်ကလေးတည်းမယ်ပြီးရင်ကာရာโอเกးသွားဆိုမယ်နော်နိုးထကြပါတော့နော်ကျွန်တော်တို့အရင်တော့ကြပြပေါ့ဗျာကျွန်တော်ထက်တန်းကျောင်းမှာသင်ခဲ့ရနော်ထလို့မြန်မာမြန်မာတို့ဆိုတာနော်မြန်မာတွေထကြပါတော့နော်ကိုကျွန်းဖြစ်မှမသိဖြစ်နေရင်ကိုသားသမီးလည်းထက်ကြရင်တပေါက်ပဲဖြစ်တော့မှာကျွန်းရဲ့တပေါက်ပဲဖြစ်တော့မှာဘာလို့လဲအဲ့ဒီကျွန်းရဲ့အာနာရှင်တွေရဲ့ကျွန်းတွေကနော်အဲ့ကျွန်းတွေကခင်ဗျားတို့ပြန်ပြီးအုပ်ချုပ်တော့မှာအားကြောင့်ခင်ဗျားတို့တတိထားကြနော်ကျွန်တော်ဒါပဲပြောချင်ပါတယ်မြေသန်းတွေပါအားလုံးကိုလေးစားပါတယ်ဘုံမပြည်ကလူတွေအားလုံးလည်းပဲကျေးဇူးတင်ပါတယ်